မိုက်ဆိုရင်ရှောင်းနေလေမမီဝဲနဲ့ကြည်အောင်လေပညာရှိကိုအရှိတွေလေမိဝဲစီကနီယူလေသုံးမရနာမိငါများလေဆရာသမားကိုပူဇော်လေချမ်းသာကိုပေးဆက်ဆက်ရေးညော်တွေသုံးချက်ပေးကျိုးပြုလေဦးလေကောင်းမှုအထူးရှိပါလေမိမိကိုကောင်းအောင်ထိန်းလို့မတိတ်စေတဲ့ဆောက်ကြည့်လေဥစ္စာကိုပေးနေထိုင်ရင်မျော်ရည်သုံးချက်ပေးရာမဘုရားဝါရကပ္ပမင်္ဂလာရေတကောင်းတရားဟုသည်များလို့ကြံမြင်သူများရှိပါစေအိုးအိမ်တီထောင်ဝမ်းလာရဲ့အတန်ဝေးကိုအသက်တင်လေလူမစ်ဆိုင်ရာချင်းဝင်များကောင်းစွာသိချနာလေလေမကရင်ချေချိုတာအေးဆိုရင်တပါစေရာမဘုရားဝါရကပ္ပမင်္ဂလာရေမိုးရွှေတောင်းဒီပါချေကိုကောင်းစွာဆက်ပြီးဝစ်ချေချေကျွေးသေးချလာတာလည်းမရဘူးမြောက်စားကြီးမြင့်ဝတ်ကုန်လေအလောက်တော်ဝေးမလေးဟဲ့လေအပြေကင်းအောင်လုပ်ပါလေစီစိန်ကိုပေးပြုစု၍မျော်ရည်သုံးချက်ပေးရာမဘုရားဝါရကပ္ပမင်္ဂလာရေသုံးတန်စေတနာဖြူစင်လန်းလို့ကိုယ်လုံးစိတ်ချမ်းမမိုင်မာနဲ့သူစရိုက်ရာကိုချစ်ပါလေဆွေမျိုးတွေကိုပြစ်မထားနဲ့ဒီဟာရတဲ့ချီးမြှောက်လေတန်စင်ပြမျိုးလူလူကြိုးတဲ့ဖို့ရဆောင်လေရာမဘုရားဝါရကပ္ပမင်္ဂလာရေမကောင်းမှုတွေကိုသည်များကိုမတွေ့ခင်ကရှောင်းကျင်လေတွေ့ကြုံလာလေမလို့ကျူနဲ့အထူးသဖြင့်ဆောင်စည်းနေအေးရသေးစားမတော်စားနဲ့မောင်မတတ်တဲ့အိယာပင်လောက်ကံပြောကြတတိထားတရားမမေ့ရာမဘုရားဝါရကပ္ပမင်္ဂလာရေတတ်ကိုဝါကိုတတ်စီလာစီကခါသာယောသေးသေးမာနတကုံကောင်းမချနဲ့ကိုကိုနှိတ်ချအမြဲနဲ့လောဘအပေါ်လုံးမလိုက်နဲ့ကိုထိုက်တာနဲ့ကြည်နဲ့လေကိုပေါ်ပြူပြုချေသူအထူးတည်တဲ့စေရာမဘုရားဝါရကပ္ပမင်္ဂလာရေဝိစာနေတိုင်းရခတ်တဲ့စိတ်ကိုချုံထိတ်ပြီးခံလေဒုချောင်းပြမျိုးဆုံးလာကြတာလေပြောကြနာကနားလွယ်စေသူမြတ်ပုဂ္ဂိုလ်ဟူသည်များမကြာခဏတွေ့ဆုံးလေလဘာဝတွေ့မှန်ခံရဲ့ဆွေးနွေးမပြတ်သေးရာမဘုရားဝါရကပ္ပမင်္ဂလာရေလောကီအာယုစေမှုလို့ပြောမကျူးနဲ့ထိုးဆန်းလေမြတ်တာပြောမစိုးလက်ကိုင်းသုံးလို့သူမြတ်ချင်းထုံးရွံ့မသွေလေးပါးသစ္စာဉာဏ်နဲ့ကြည့်လို့အမှန်သိအောင်ကြိုးစားလေဒုက္ခလွတ်ကင်းနေရခြင်းအလေးပေါက်နိုင်လေရာမဘုရားဝါရကပ္ပမင်္ဂလာရေစီရဲ့ချမ်းသာတဲ့ဘာဝတွေ့ကြုံနေကြလူတိုင်းပဲကောင်းဆုံးတဲ့ဆုံးတွေ့လေတလဲစီနဲ့အမြဲနဲ့လောကရဲ့ကြုံမကြုံစမ်းပေါ်မတုံးစမ်းတဲ့စိတ်ခိုင်လေတော့ကောတည်းမသိ
ဟိုတိုင်းဒီပြေးရစိတ်ခဲလို့လူနဲ့လူချင်းတကားနဲ့နေကြမှာလေအားဒီသားနဲ့စွမ်းနာရကကူညီစေ38ဖြာမင်္ဂလာတရားရေနာဖြတ်